ဗိုလ်ချုပ်တွေလက်စားတယ်ဗိုလ်ချုပ်တွေအဂရိလိုက်စားတယ်လို့ပြောမယ်ဆိုရင်စိတ်ရင်းလောက်ကြမယ်ဆိုရင်တယောက်သောဗိုလ်ချုပ်ကိုတော့ထိတ်ဆုံးမှာမဖြစ်မနေထည့်ထားပေးဖို့လိုအပ်ပါတယ်ထိတ်ဆုံးမှာရှိနေတဲ့လက်စားတဲ့ဗိုလ်ချုပ်ကဘာတူလဲဆိုရင်ဗိုလ်ချုပ်အောင်ဆန်းပါပဲမနေ့ညတော့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကျွန်တော်ကြည့်ရပါတယ်စာရေးဆရာတယောက်စင်ပေါ်မှာဟောပြောနေတာပါဗိုလ်ချုပ်အောင်ဆန်းဂျပန်ပြည်ကပြန်လာကစားကုန်တယ်ကြီးတွေကဒင်နာဖိတ်ပြီးကျွေးတယ်ဗိုလ်ချုပ်အောင်ဆန်းကြွချီတော်မူလာတယ်စကားပြောတယ်ပြောပြီးတဲ့အချိန်မှာဂျပန်ပြည်ကနေဘာမှရမလာသေးတဲ့အတွက်ဒီလိုဟင်းတွေအများကြီးနဲ့ထမင်းဝိုင်းကိုကြုံမစားဘူးဗျာလို့ပြောပြီးထပြန်သွားတယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာအောက်ကနားထောင်နေတဲ့ပေသက်ကလက်ကုပ်တန်တွေတပြောင်းပြောင်းပေါ့ဗျာတိတ်တော်တဲ့ဗိုလ်ချုပ်အောင်ဆန်းပါလားတိုင်းပြည်ကိုတအားချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းပါလားညသာစားပွဲကြီးတောင်မှထားရခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းပါလားဆိုတဲ့အတွေးတွေနဲ့လက်ခုပ်တန်ညံတာပေါ့အဲ့ဒီလိုမျိုးတွေလော်ကြတဲ့အခါကျတော့လေဒီလိုအမှန်တရားတွေကိုကျွန်တော်ပြောပြလာတာပါဟုတ်ပြီဂျပန်ပြည်ကပြန်လာတဲ့အချိန်မှာဗမာပြည်လွတ်လပ်ရေးမရသေးလို့ထမင်းမစားဘူးဆိုရင်ဂျပန်ကိုတိုက်နေတဲ့အချိန်မှာလေအိမ်တလုံးကိုလက်လာပါအဖြစ်နဲ့အဂတိအဖြစ်နဲ့လက်ဆောင်အဖြစ်နဲ့မယူနဲ့ပေါ့ဗျာထမင်းစားပွဲတောင်မှထပြီးတော့ထွက်သွားတဲ့ဗိုလ်ချုပ်ကဟင်းခွက်တွေအများကြီးကိုထားပြီးတော့ထွက်သွားတဲ့ဗိုလ်ချုပ်အောင်ဆန်းကအိမ်ကြီးတစ်လုံးလုံးကြတော့ယူသလားဗျာအခုဗိုလ်ချုပ်အောင်ဆန်းပြတိုက်ပါလို့နာမည်တက်ပြီးဖွင့်ထားတဲ့အိမ်ပြတိုက်အဲ့ဒီအိမ်အဲ့ဒီပြတိုက်ဟာဗိုလ်ချုပ်အောင်ဆန်းလက်စားခဲ့တယ်ဗိုလ်ချုပ်အောင်ဆန်းအဂတိလိုက်စားခဲ့တယ်ဆိုတာကိုအထင်ရှားဆုံးပြနေတဲ့တပ်တွေပါပဲမဟာမိတ်တွေနဲ့ဘုံမူကြီးနေဝဲဥဆောင်ပြီးတော့ရန်ကုန်ကိုသိမ်းလိုက်တယ်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းသတင်းထုတ်ပြန်တယ်ဘုံမူကြီးနေဝဲကလည်းလက်မှတ်ထိုးပေးလိုက်တယ်အဲ့ဒါကိုဆရာသမားကိုအောင်ဆန်းကသူ့ကိုမဆောင်ရကောင်းလားသူ့နာမည်မပါရကောင်းလားဆိုပြီးတော့ဘုံမူကြီးနေဝဲပေါ်မှာအမျက်တော်ရှာတယ်ဒေါသဖြစ်တယ်စိတ်ဆိုးတယ်ရန်ကုန်ကိုသူရောက်လာတဲ့အချိန်မှာကြိတ်မယ်ပေါ့ဗျာဘုံမူကြီးနေဝဲကိုကြိတ်မယ်ပေါ့အဲ့ဒီချိန်မှာဘုံမူကြီးနေဝဲကသူ့မှာအိမ်နှလုံးရှိနေပါတယ်အိမ်နှလုံးထဲကတစ်လုံးကိုဗိုလ်ချုပ်မှာတော့နေစရာအိမ်မရှိတဲ့အတွက်ဒီအိမ်လေးကိုယူထားပါလို့ပြောတဲ့အချိန်မှာဂျပန်စီကလွတ်လပ်ရေးမရသေးဘူးနော်ထမင်းစားဝိုင်းကြီးကိုထထွက်သွားတဲ့ဗိုလ်ချုပ်အောင်ဆန်းကဟာမင်းကွာဂျပန်စီကလွတ်လပ်ရေးတော့မရသေးဘူးငါဒါတွေယူစရာလားမင်းငါ့ကိုဒါတွေလာပေးစရာလားတခုံးမပြောပါဘူးဘုံမူကြီးနေဝင်ပေးတဲ့အိမ်ကိုဗိုလ်ချုပ်အောင်ဆန်းကကြည်ကြည်ပြူပြူလိုလိုလာလာလွယ်လင့်တကူပဲလက်ခံယူလိုက်ပါတယ်ဒါတွေဟာလက်လွတ်စပယ်ပြောနေတာမဟုတ်ပါဘူးအခိုင်အမာရှိခဲ့တဲ့အဖြစ်အပျက်တွေပါသမိုင်းမှန်တွေပါအဲ့ဒီတော့ဗျာတကယ်မဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့လော်နေရင်အယောင်တွေတင်ပေးနေရင်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်မှန်တွေကိုတကယ်သိတဲ့ကျွန်တော်တို့တွေကလည်းပြောပြဖြစ်နေမှာပါဏီကုန်းချုပ်ရရင်ဗိုလ်ချုပ်တွေလက်စားတယ်ဆိုရင်တေးကြပါတဲ့ရှေ့ဆောင်လမ်းပြကဗိုလ်ချုပ်အောင်ဆန်းပါပဲဗိုလ်ချုပ်အောင်ဆန်းလက်စားခဲ့ပါတယ်အဂတိလိုက်စားခဲ့ပါတယ်ကျွန်တော်မင်းကိုဆိုပါဗျာ